ပထမမန်နတ်မင်း၏ချင်းချောင်းနှောက်ယှက်မှုကိုမတုံမလှုပ်စိတ်တည်ငြိမ်ခြင်းဖြင့်အောင်မြင်တော်မူခဲ့သည်ကစုံလပြည့်နေ့ညနေချမ်းအချိန်မဟာဗောဓိပင်ရင်၌ငြိမ်းချမ်းခြင်း၏အစပျိုးခြင်းကိုမြင်တွေ့ရသည်တုဋ္ဌိယမြတ်ထမ်းသမားလှူဒန်းလိုက်သောမျက်ရှိစုပ်ထိုမျက်စုပ်ကလေးများသည်နောက်တစ်ချိန်တွင်လောကကြီးတစ်ခုလုံးကိုချမ်းသာရာပေးမိကြီးကျယ်သောတရားတော်၏အစပြုခြင်းဖြစ်လာတော်မူအံ့ဖွယ်ပါတကားမျက်ရှိစုပ်တို့သည်အလောင်းတော်၏ပါရမီတော်အရှိန်ဖြင့်14တောင်ပမာဏရှိသောအပရာဇိတယတနာပလင်တော်ဖြစ်သူပြောင်းလဲသွားခဲ့သည်မြည်သူမြမအောင်နိုင်သောမြည်သူမြဖြည့်စည်း၍မရသောထိုပလင်ထက်တွင်အလောင်းတော်သည်ဖျားမဖြစ်သည်မြဤနေရာမှမထတော့ဟူသောတနိဋ္ဌံဖြင့်တင်ပလင်ခွေထိုင်တော်မူလိုက်သည်သို့သောအမောင်ထုကချင့်ကပ်လာသည်ကာမဘုံကိုလွှမ်းမိုးထားသောမန်နတ်မင်းသည်ဂိရိမေခလာစင်ကိုစီးနှင်းကအရေးတွက်မနိုင်သောစစ်တီတော်များဖြင့်ချီတက်လာသည်သူ၏ရည်ရွယ်ချက်ကားတစ်ခုတည်းဖျားအလောင်းတော်ကိုနှောက်ယှက်ဖျက်ဆီးရန်တန်တရားမှလွတ်မြောက်သွားမည့်လမ်းကိုတားဆီးရန်ဖြစ်သည်ကြောက်မက်ဖွယ်ကောင်းသောစစ်တီများ၏ဝိုင်းရံမှုလေမုန်တိုင်းမိုးရေဆက်လက်နက်မျိုးစုံ၏ချင်းချောက်မှုများသို့သောအလောင်းတော်သည်တုံ့လုပ်ခြင်းမရှိသူသည်လေးသိန်းချေနှင့်ကဘာတသိန်းဖြစ်စည်းခဲ့သောပါရမီတော်များကိုသာအာယုံပြုလျက်မေတ္တာတော်ဖြင့်အေးချမ်းစွာပွင့်လင်းနေစေဖြစ်သည်မနတ်ဤစိန်ခေါ်မှုကိုတုံ့ပြန်ရ၌အလောင်းတော်သည်လူနတ်ကိုတတ်သိမခေါ်ခဲ့ပေဤဝတုံမြေကြီးသည်ငါ၏အလှကိုတည်သူဤမြေပြင်သည်ငါ၏တတ်သိဖြစ်စေတည်းညာလက်တော်ဖြင့်မြေပြင်ကိုညွှန်ပြတော်မူလိုက်သောအခါမြေကြီးသည်အိုးထိန်ဆက်ကဲ့သို့လဲပက်၍တတ်သိခံလိုက်သည်ဝတ်တုံးတရီမြေစောင့်နှက်သမီး၏အစွမ်းနှင့်အတူမင်းနတ်စစ်တီတို့သည်ကြောက်လန့်တကြားပြိုလဲကာထွက်ပြေးကြရတော့သည်အမောင်ထုတို့ပြောက်ွယ်သွားခဲ့ပြီအောင်မြင်တော်မူလေပြီးမန်နတ်ကိုအောင်မြင်ခြင်းသည်တာမန်အောင်ပွဲမဟုတ်ကိလေသာအလုံးကိုအောင်မြင်ခြင်းဖြစ်သည်ဘောဓိပင်အောက်တွင်လောကကိုအလင်းပေးမိမြတ်စွာဘုရားရှင်သည်ပွင့်တော်မူခဲ့ချေပြီပထမမန်နတ်မင်း၏ချင်းချောင်းနှောက်ယှက်မှုကိုမတုံမလှုပ်စိတ်တည်ငြိမ်ခြင်းဖြင့်အောင်မြင်တော်မူခဲ့သည်